Hello ဖအံမျိုးမှာမနေ့စာကိုစုံစုံလင်းလင်းစားဖို့စဉ်းစားနေတဲ့သူလေးတွေကဒီဘလောက်ကိုအဆုံးထိကြည့်ပြီးသားနော်ဆိုင်လေးရောက်ဖွင့်ထားတာတိတ်မကြသေးဘူးသူ့ရဲ့လိပ်စာလေးကတော့မိန်လန်းမကြီးပေါ့ဒီမင်္ဂလာလန်ဒီဒန်ကိုစီဆိုင်နဲ့မျက်နှာချင်းဆိုင်ဖြစ်ပါတယ်ရှင်ဒီဆိုင်လေးကမန္တလေးလက်ဖက်ရည်ဆိုင်လေးပုံစံတိုင်းပဲအေးကန်းထိုင်ခြင်းနဲ့သူကအဲကွန်ခန်းရှိတယ်ဒီဘက်တက်တက်ထိုင်ခြင်းနဲ့သူကတက်တက်ထိုင်လို့ရတယ်ပေါ့နော် Wi-Fi free လဲရသေးတယ်မီနူးမှာမနက်စာအပြင်တော်တော်လေးစုံတာတွေ့ရတယ်ဒီဗီဒီယိုထဲမှာတော့ခွန်းတို့စားခဲ့တဲ့မနက်စာလေးတွေဝေမျှပေးသွားမှာဖြစ်ပါတယ်ခွန်းတို့မှာလိုက်တာလေးတွေကတော့ရှမ်းခောက်ဆွဲလက်ဖက်ရည်ပေါ့နော်ရှမ်းခောက်ဆွဲရတာလေးကတော့ပုံမှန်စားနေကြရတာလို့ပုံစံလေးပဲအဆင်ပြေတယ်လက်ဖက်ရည်ပုံမှန်ရတာလေးကတော့တော်တော်လေးကိုအချိုးပေါ့ပါတယ်နောက်မွေးငါးလေးတပွဲမှာလိုက်တယ်မွေးငါးကတော့ကိုယ်ကြိုက်တဲ့ထပ်တူဖြစ်တယ်နည်းနည်းလေးတော့ပေါ့တယ်ပေါ့နော်ဒါပေမဲ့ငံပြားကြီးလေးချပေးထားတော့အဆင်ပြေတယ်မွေးငါးကတော့ကြိုက်ခဲ့ပါတယ်ဒင်ဆန်လေးကတော့ပုံမှန်စားနေကြအရသာလိုပုံစံမျိုးလေးပါပဲနောက်တစ်ခုကကျတော့မီးရှည်ပေါ့နော်မီးရှည်ကိုမန္တလေးအရသာလေးရမလားလို့မှားလိုက်တာဒါပေမဲ့ကိုယ်အကြိုက်တဲ့ထပ်တူမချခဲ့ပါဘူးဒါလေးက cheese platter နဲ့နွားနို့ cheese platter ကိုတစ်ခါမှမ try ကြည့်ဘူးလို့ try ကြည့်ရအရသာလေးကတော့သူကစိတ်စိတ်လေးပါoverall ကြည့်မယ်ဆိုရင်ဒီဆိုင်လေးကတက်ရတန်ရှင်းနဲ့စားတောက်လေးလည်းအဆင်ပြေနေဝန်ဆောင်မှုလည်းကောင်းနေဆိုတော့လူလည်းအမြဲတမ်းစီတယ်ခုနလည်းမကြသွားဖြစ်လို့ဝေမျှပေးလိုက်ပါရယ်နော်နောက်ဗီဒီယိုမှာပြန်လဲဆုံတွေ့ကြပါမယ်ဘိုင်ဘိုင်ပါ